လူကြီးမင်းမင်္ဂလာပါလေးစားပါတယ်ဆရာကျေတုက16ရက်6လ2025နေပြီးတော့30ရက်6လ2025အတွင်းတနင်္ဂနွေသားသမီးများဟာဘာတွေကဘယ်လိုဖြစ်နိုင်လဲဘာတွေကိုစောင့်ပြီးဘာတွေကိုရှောင်းမယ်ဆိုတာတွေကိုကျွန်ုပ်ကပညာတစ္ဆာတမာရီများဖြင့်တဲရော့ပညာနဲ့လောကဓာတ်တရား၈ပါးပညာရများကိုအသုံးပြုပြီးပေးဆက်သွားမှာဖြစ်ပါတယ်တွေ့မြင်သိရှိတာအားလုံးကိုတော့ဟောကြပါတယ်ဒါပေမဲ့အချိန်ကုန်ငက်ွက်ချင်းတွဲရတာကြောင့်နမူနာသဘောအဟောလေးကိုသာတင်ပေးလိုက်ရတာပါဖွင့်လို့ပေးပါကျေးဇူးကပါပါအိုးကောင်းကင်ဘုံကျွန်တော်အားကောင်းကြီးပေးပါတော့တနင်္ဂနွေသားအတွက်ညွှန်ကြားချက်ကိုပေးပါတော့တနင်္ဂနွေသားအတွက်ရရှိတဲ့ညွှန်ကြားချက်တဲရော့ကတ်ကတော့ 5 of ကတ်ဆိုတဲ့ကတ်ဖြစ်ပါတယ်ရွှေခွက်5ခွက်ကတ်ဖြစ်ပါတယ်ဒီခွက်ကိုရတဲ့အတွက်ဒီကတ်ကိုရတဲ့အတွက်လူကြီးမင်းဟာကံကောင်းခြင်းက20ရာခိုင်နှုန်းရှိပါတယ်အခုလူကြီးမင်းဟာအဲ့ဒီရက်တွေအတွင်းမှာနေတန်ဆိုတဲ့လောကဓာတ်တွေကိုရောက်နေပြီဖြစ်ပါတယ်ဒါကြောင့်လူကြီးမင်းဟာမိမိနဲ့မပတ်သက်ဘဲအတလွတ်အပြောဆိုအဆွဆွဲခံတတ်ပါတယ်သတိထားပါလုထကိန်းဓာတ်တွေအားလုံးကိုအပြစ်တင်မဲ့ခံနေရတတ်ပါတယ်အထက်လူကြီးများမိဘများကလည်းကိုယ့်ကိုတန်တရားမျိုးလုံးနဲ့အမြဲတောက်ထောက်ကြည့်နေတတ်ပါတယ်စီးပွားရေးသမားအနေနဲ့ကတော့ဆုံးရှုံးမှုတွေများတတ်ပါတယ်လုပ်ငန်းတွေမအောင်မြင်ဖြစ်တတ်ပါတယ်အိမ်တော်တွေများဆိုရင်ကတော့မိမိတို့နေမရထဲမှာကြားထဲမှာသဘောမတူတာတဲ့ကိစ္စတွေအထင်လွဲတဲ့ကိစ္စတွေဖြစ်ပေါ်လာပါလိမ့်မယ်အဆွဆွဲတွေပါခံတတ်ပါတယ်အိမ်တော်မရှိတဲ့သူကတော့ကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုတစ္ဆာဖောက်ခြင်းခံရလိမ့်မယ်ဆုံးဖြတ်ခြင်းခံရလိမ့်မယ်ခုချိန်ကာလမှာအိမ်တော်မင်္ဂလာကိစ္စတွေဒုက္ခိဆောင်ရွက်ခွင့်မကောင်းသေးပါဘူးဝန်ထမ်းများအနေနဲ့ကတော့အလုပ်မှာကြီးစွာပြဿနာတက်မယ်အလုပ်ကိုထိခိုက်တတ်ပါတယ်လူကြီးမင်းရဲ့ပေါင်းဝန်းကျင်မှာရှိတဲ့တင်းနှင်းငွေသားတွေတောက်ကြသားတွေဟာလူကြီးမင်းကိုအကျိုးပေးပါတယ်ဒါကြောင့်သူတို့ကိုဆောင်ပါလူကြီးမင်းရဲ့ပေါင်းဝန်းကျင်မှာရှိတဲ့စနေသားတွေအင်္ဂါသားတွေကလူကြီးမင်းကိုအကျိုးမပေးပါဘူးဒါကြောင့်သူတို့ကိုရှောင်ပါလူကြီးမင်းရဲ့ပေါင်းဝန်းကျင်မှာရှိတဲ့ကြာသမီးသားကတော့ကောင်းခြင်းတစ်ဝက်ဆိုးခြင်းတစ်ဝက်ဖြစ်တဲ့အတွက်ကောင်းခြင်းဆိုးခြင်းဟာလူကြီးမင်းရဲ့အဲကြာသမီးသားကိုကင်တွယ်တဲ့ဘဝမူတည်ပြီးအကောင်းဆုံးဟာကွဲပြားသွားမှာဖြစ်ပါတယ်နောက်မြေနဲ့နှံဆိုင်တတ်တဲ့သူတွေကတော့ဗုဒ္ဓသားတွေတင်းနှင်းသားတွေဖြစ်ပါတယ်လူကြီးမင်းကိုအကျိုးပေးတဲ့ကဏ္ဍက1ကဏ္ဍ6ကဏ္ဍ5ကဏ္ဍအကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍက9ကဏ္ဍ3ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အယောင်ကအနီရောင်ဖြူရောင်အဝါရောင်ဖြစ်ပါတယ်အကျိုးမပေးတဲ့အယောင်ကအမဲရောင်ဖြစ်ပါတယ်ရေရာအနေနဲ့ကတော့မြတ်စွာဘုရားကိုပန်းအနီတဝင့်ထူပြီးဆုတောင်းမှာအရှင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ဝလပါတိုင်းကျူပါကျေးဇူးတင်ပါတယ်